ကျွန်တော်တို့မော်တော်ကားတစ်စီးကိုတဲ့အခါမှာသေချာချာကြည့်လိုက်လို့ရှင်ဘယ်ဘက်ဘိန်းနဲ့ညာဘက်ဘိန်းကမတူညီတဲ့အမြန်နှုန်းနဲ့သွားနေတယ်ဆိုတော့တွေ့ရပါလိမ့်မယ်ခင်ဗျာဒီပြဿနာဟာမော်တော်ကားစထွင်တဲ့အင်ဂျင်နီယာတွေအတွက်တော့တကယ်ကိုအိမ်မက်ဆိုးတစ်ခုလိုပဲဗျာဘာဖြစ်လဲဆိုတော့ဒီဘိန်းတစ်ဘိန်းကိုအင်ဂျင်တစ်ခုတည်းနဲ့လည်းချိတ်ဆက်ရမယ်အဲ့ဒီအပြင်ကမှမော်တော်ကားကိုတဲ့အခါမှာဘိန်းတစ်ဘိန်းစလုံးကမတူညီတဲ့အမြန်နှုန်းနဲ့လဲပတ်ရမယ်ဆိုတော့မဖြစ်နိုင်တဲ့လောက်ပါပဲဒါပေမဲ့အင်ဂျင်နီယာတွေကဒီပြဿနာကိုရအောင်ဖြေရှင်းနိုင်ခဲ့ပါတယ်အဲ့ဒီပစ္စည်းကိုတော့ကျွန်တော်တို့က differential လို့ခေါ်ပါတယ်ဒီဗီဒီယိုမှာတော့ differential ဘယ်လိုလုပ်တယ်ဆိုတဲ့အကြောင်းကိုအခြေခံအနေစပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ကားဘိန်းနှစ်ဘိန်းကိုအလဲကနေဝင်ရိုးတစ်ချောင်းစီနဲ့ထောက်ထားပြီးတော့အပြင်ကနေပြီးတော့ဂွင်းလေးတွေနဲ့တက်ဆင်လိုက်မှာဖြစ်ပါတယ်အဲ့ဒီဂွင်းလေးတွေမှာစမုတ်ချောင်းတစ်ချောင်းစီကိုထိုးထားလိုက်ပါမယ်အဲ့ဒီစမုတ်ချောင်းတစ်ချောင်းစီကိုကင်ပြီးတော့လှည့်ခြင်းအပြင်မော်တော်ကားရဲ့ဘိန်းတွေကိုလည်းလဲပတ်စေနိုင်ပါတယ်အဲ့ဒီစမုတ်ချောင်းနှစ်ချောင်းကိုလှည့်ဖို့အတွက်အလဲကနေပြီးတော့လဲပတ်နိုင်တဲ့ဝင်ရိုးတစ်ခုကိုတက်ဆင်လိုက်ပါမယ်ဒါဆိုရင်အဲ့ဒီဝင်ရိုးကြောင်ကိုလှည့်ခြင်းအပြင်ဘိန်းနှစ်ဖက်ဟာတူညီတဲ့အမြန်နှုန်းနဲ့တူညီတဲ့ဥတီချက်ကိုလဲပတ်စေနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘိန်းတစ်ဖက်ကိုရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျန်တဲ့ဘိန်းတစ်ဖက်ကလည်းအလုံးမလုံးတော့ဘဲနဲ့ရက်တန်သွားတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အလဲကဝင်ရိုးတဲ့နေရာမှာလဲပတ်စေနိုင်တဲ့အဝိုင်းတစ်ခုကိုကျွန်တော်တို့ကတက်ဆင်လိုက်မယ်ပြီးတော့အဲ့အဝိုင်းရဲ့ဘေးပတ်ပတ်လည်းမှာလဲစမုတ်ချောင်းနှစ်ချောင်းကိုထိုးထားလိုက်မယ်ဝင်ရိုးချောင်းကလည်းသူ့ဝင်ရိုးပေါ်မှာလဲပတ်နိုင်တယ်လို့မျိုးအဝိုင်းကလည်းသူ့ဝင်ရိုးပေါ်မှာလှည့်နိုင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဝင်ရိုးချောင်းကိုလှည့်ကြည့်လိုက်တဲ့အခါမှာအစားပိုင်းမှာတော့ဘယ်ဘက်ဘိန်းကလဲပတ်သွားပြီးတော့အရန်များသွားတဲ့အခါမှာချောထွက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့နောက်ထပ်စမုတ်ချောင်းတွေအများကြီးထပ်လိုလာပါတယ်ဘိန်းတွေရဲ့အဝိုင်းတွေမှာလည်းစမုတ်ချောင်းချစ်ချောင်းထိတိုးလိုက်မယ်အလဲကဝင်ရိုးရဲ့အဝိုင်းမှာလည်းနောက်ထပ်စမုတ်ချောင်းချစ်ချောင်းထိထပ်တိုးလိုက်ပါမယ်ဒါဆိုကျွန်တော်တို့ဝင်ရိုးချောင်းကိုလှည့်ကြည့်လိုက်တဲ့အခါမှာညာဘက်ဘိန်းကရက်နေရတာမှဘယ်ဘက်ဘိန်းကဆက်ပြီးတော့လဲပတ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အခုလိုမျိုးဘိန်းနဲ့ဘိန်းကိုမတူညီတဲ့အမြန်နှုန်းနဲ့လဲပတ်စေနိုင်မှသာကျွန်တော်တို့မော်တော်ကားတစ်စီးကို꿰နိုင်မှာဖြစ်ပါတယ်ဒါကတော့အင်ဂျင်နီယာတွေရဲ့တကယ်ကိုအမခန့်တီထွင်နိုင်စွမ်းမှာပဲခင်ဗျာကျွန်တော်တို့ဘိန်းကိုဆက်ပြီးတော့ဘယ်ဘက်ဘိန်းကိုရက်လိုက်မယ်ဆိုလို့ရှိရင်လည်းကြံတဲ့ညာဘက်ဘိန်းကနေပြီးတော့ဆက်ပြီးတော့အလုံးလုံးနေအောင်မှာပဲဖြစ်ပါတယ်နှစ်ဘက်စလုံးကိုလွှတ်လိုက်မယ်ဆိုလို့ရှိရင်တော့နှစ်ဘက်စလုံးကတူညီတဲ့အမြန်နှုန်းနဲ့တူညီတဲ့ဥတီချက်အတိုင်းလဲပတ်နေမှာဖြစ်ပါတယ်ဘယ်တော့မိုက်လိုက်တယ်လဲဗျာညာဘက်ဘိန်းကိုရက်မယ်ဆိုရင်ဘယ်ဘက်ဘိန်းကဆက်ပြီးတော့အလုံးလုံးမယ်ဘယ်ဘက်ဘိန်းကိုရက်မယ်ဆိုရင်ညာဘက်ဘိန်းကဆက်ပြီးတော့အလုံးလုံးမယ်နှစ်ဘက်စလုံးကိုလွှတ်လိုက်မယ်ဆိုရင်နှစ်ဘက်စလုံးကတူညီတဲ့ဥတီချက်တူညီတဲ့အမြန်နှုန်းနဲ့အလုံးလုံးမယ်တကယ်ကိုအလန်းကြီးဗျဒါပေမဲ့အခုလိုမျိုးစမုတ်ချောင်းတွေကိုသုံးတဲ့အခါမှာခိုင်ခန့်မှုကလည်းမကောင်းတယ်လို့မျိုးကြားထဲမှာကွာဟချက်တွေကလည်းရှိတဲ့အတွက်မော်တော်ကားလည်းပတ်တဲ့အခါမှာစူညံသံတွေကိုဖြစ်ပေါ်စေပါတယ်ဒီပြဿနာကိုဖြေရှင်းမှုအတွက်ပိုပြီးခိုင်ခန့်ပြီးတော့ပိုပြီးကောင်းတဲ့ဂီယာတွေကိုတက်ဆင်လိုက်ပါမယ်ကျွန်တော်တို့အဲ့ဒီဂီယာတွေကိုတော့ differential gear လို့ခေါ်ပါတယ်အဲ့ဒီခါကျမှကျွန်တော်တို့ရဲ့မော်တော်ကားချောမွေပြီးတော့စူညံသံကင်းနဲ့အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်ဂီယာတွေပြောင်းလိုက်ပြင်မဲ့လို့အလုပ်လုပ်ပုံကတော့အတူတူပဲဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့အဲ့ဒီဂီယာတွေကိုခိုင်ခန့်အောင်လို့နောက်တစ်ခုထပ်တိုးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ခိုင်ခန့်နဲ့ချောချောမွေ့မွေ့အလုပ်လုပ်နိုင်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်အဲ့ဒီဂီယာတွေကိုလည်းပတ်စေနိုင်မှုအတွက်အင်ဂျင်ကလာတဲ့ကောင်နဲ့ချိတ်ဆက်ဖို့အလဲကဂီယာအကြီးနဲ့အင်ဂျင်ကဂီယာတစ်ခုကိုချိတ်ဆက်လိုက်ပါမယ်ဒါဆိုရင်တော့ဂုံယူပါတယ်ခင်ဗျာအင်ဂျင်နီယာတွေကောင်းချုပ်ခဲ့တဲ့ differential တစ်လုံးဘလို့အလုပ်လုပ်လဲဆိုတာကိုနားလည်သွားပြီပဲဖြစ်ပါတယ်အခုလိုမျိုးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာဗီဒီယိုတွေဆက်ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ